အဲ့ဒီမြောက်ကိုရီးယားအရာရှိဟာမြေကြီးပေါ်ကျနေတဲ့ကတ်ဆေးနဲ့တစ်ခုကိုကောက်ယူပြီးစစ်သားတစ်ယောက်ရဲ့ပါးစပ်ထဲကိုအတင်းအဓမ္မထိုးထည့်လိုက်ပါတယ်။အဲ့ဒီစစ်သားဟာအရန်ကိုအရှက်ရသွားပေမဲ့ဘာမှမပြောနိုင်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့သူ့စိတ်ထဲမှာမြောက်ကိုရီးယားကနေထွက်ပြေးဖို့အစီအစဉ်ဆွဲနေလို့ပါပဲ။တကောင်ရံအချိန်အားလုံးအိပ်ပျော်နေချိန်မှာသူဟာလေဝင်လေထွက်ပေါက်ကနေတဆင့်စစ်စခန်းအပြင်ဘက်ကိုတိတ်တဆိတ်ထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်ကြိုတင်တူးထားတဲ့မြေအောက်လိုင်ကူတွေကိုတွားသွားရင်းဝင်သွားခဲ့တဲ့တဖြည်းဖြည်းနဲ့မိုင်းကွင်းတွေရှိတဲ့နေမြေအထိသူရောက်လာခဲ့ပါတယ်။သူဟာတုတ်တချောင်းနဲ့မိုင်းရှိတဲ့နေရာတိုင်းကိုမှတ်သားပြီးမိုင်းတွေကိုရှောင်ရှားနိုင်မှုအတွက်မြေပုံအသေးလေးတစ်ခုဆွဲလိုက်ပါတယ်။တောင်ကိုရီးယားနယ်စပ်ဘက်ကိုကြည့်နေတဲ့သူ့ရဲ့မျက်လုံးတွေထဲမှာမျောလင်းချက်တွေတောက်ပနေတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုပြင်းထန်တဲ့ပောက်ကွဲတံကြီးထွက်ပေါ်လာပါတယ်။မိုင်းတစ်လုံးပောက်ကွဲသွားတာပါ။တကယ်တော့တောဝက်တကောင်အဲ့ဒီမိုင်းကွင်းနဲ့ပိတ်မိသွားတာဖြစ်ပါတယ်။အတန်ကြားလို့လူတွေနိုးလာမှာကိုကြောက်တာကြောင့်စစ်သားဟာစခန်းထဲကိုအမြန်ပြန်ဝင်လာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူဟာခွင့်ပြုချက်လက်မှတ်တူတစ်ခုပြုလုပ်ပြီးအရာရှိရဲ့ရုံးခန်းထဲကိုခိုးဝင်သွားပါတယ်။အဲ့ဒီနောက်ကလောင်နံအသေးလေးနဲ့ဗီဒီယိုကိုဖွင့်ပြီးတစိမ့်တုံးခတ်လိုက်ပါတယ်။သူဟာအဝေးကြည့်မှန်ပြောင်းတဲ့ပတ်ဝန်းကျင်ကိုကြည့်ရှုစစ်ဆေးပြီးမတကားကြီးကနေထွက်ခွာတာကအန္တရာယ်ကင်းဆုံးဖြစ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာအရက်မူးနေတဲ့အရာရှိတစ်ယောက်ကိုကူညီတယ်လို့မျိုးနဲ့ကားပေါ်တင်ကသူကိုယ်တိုင်ကားမောင်းသမားအဖြစ်လှုပ်ဆောင်ခဲ့ပါတယ်။ကားမောင်းပြီးတကားဝကိုဥတီနေတော့မှပဲအရာရှိကရုတ်တရက်နိုးလာပါတယ်။စစ်သားခမများချွေးတွေပြန်လာပေမဲ့ကံကောင်းထောက်မစွာနဲ့အရာရှိကရေပေးစမ်းလို့ပဲပြောခဲ့ပါတယ်။စစ်သားကချက်ချင်းရေပေးလိုက်ပါတယ်။ဒီလိုနဲ့သူဟာမြောက်ကိုရီးယားစစ်စခန်းကနေအောင်မြင်စွာထွက်ခွာနိုင်ခဲ့ပြီးအရာရှိကိုတော့တောအလယ်မှာတယောက်တည်းထားရစ်ခဲ့ပါတယ်။ဒါပေမဲ့ခဏအကြာမှကားစီကုံသွားပါတော့တယ်။တစ်ဖက်မှာလည်းစစ်တပ်ကသူ့နောက်ကိုလိုက်နေပြီဖြစ်လို့သူဟာအစွမ်းကုန်အပြေးပြိုင်ပါတော့တယ်။သူဟာမြစ်ထဲကိုခုန်ချပြီးတစ်ဖက်ကံကိုရောက်အောင်ကူးခတ်သွားခတ်တောင်ကိုရီးယားနယ်စပ်ကိုရောက်တဲ့အခါတငယ်ချင်းဖြစ်သူရဲ့ဖုန်းနံပါတ်ကိုခေါ်ဆိုခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲအရာရှိကသူ့နောက်ကိုရောက်လာပါပြီ။စစ်သားကထွက်ပြေးပေမဲ့အရာရှိကတနက်နဲ့လှမ်းပစ်လိုက်ပါတယ်။တနက်မှန်သွားပေမဲ့သူဟာဆက်ပြီးပြေးနေခဲ့ပါတယ်။နယ်စပ်ကိုကျော်လိုက်တာနဲ့သူလွတ်ပြီးဆိုတာသူသိနေပါတယ်။အရာရှိကဒုတိယအကြိမ်ထပ်ပစ်လိုက်ပြန်ပါတယ်။စစ်သားဟာနောက်ဆုံးအစွမ်းနဲ့လက်ကိုဆန့်ထုတ်လိုက်ပြီးမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနယ်စပ်စီးကိုထိတွေ့လိုက်ပါတယ်။သူ့လက်ကနယ်စပ်ကိုထိလိုက်တာနဲ့သူ့မျက်နှာပေါ်မှာစိတ်အေးသွားတဲ့ပုံရိပ်တွေပေါ်လာပါတော့တယ်။အဲ့ဒီအချိန်မှာပဲတောင်ကိုရီးယားစစ်သားတွေကတနက်တွေကင်ပြီးအနားကိုရောက်လာခဲ့ကြပါတယ်။အရာရှိကတော့သူ့ကိုခဏလောက်စိုက်ကြည့်နေပြီးဘာမှမပြောဘဲလှည့်ထွက်သွားပါတော့တယ်။